မေကုံမေလျှောက်ခွင့်ပြုတော်မူပါဖျားလှဲလျောင်းရင်ဖျားရှိခိုးခြင်းသီလဆောင်ခြင်းဂုဏ်တော်ပွားပရိစိတ်ခြင်းဝိပဿနာမှတ်ခြင်းများပြုလုပ်လျင်အကာဝရဖြစ်နိုင်ပါသလားဖျား ဂါရဝအဂါရဝဆိုတဲ့နေရာမှာသူကမလေးစားတဲ့စိတ်ကိုပြောတာဟုတ်လားမယုံမသေးတဲ့သဘောကိုသူကအဂါရဝလို့ပြောတာဘုရားတို့မိုင်းခိုင်းဆရာတော်ကြီးဆိုတာရှိတယ်ဆရာတော်ကြီးရဲ့ဝိနည်းဆရာတစ်ခုမှာဗာပြောတယ်လဲဆိုတော့ဘုရားတို့ယဟန်တွေဆိုရင်ပုံမှန်ပေါ့နော်အခုလိုဒီလိုသင်္ကန်းယုံထားတယ်ဒါနှစ်ဖက်ယုံလို့ခေါ်တယ်ဘယ်ကောညာကောနှစ်ခုလုံးဖုံးထားတယ်ဒါကိုစာပေထဲမှာဆိုတာအဂါရဝခေါ်တယ်အဲ့တော့ဖျားကိုကြော့မယ်ဆရာသမားတွေကြော့မယ်ဆိုဒီလိုနှစ်ဖက်ယုံနဲ့မလောက်အောင်သင်္ကန်းလက်တစ်ဖက်ဖော်ရမယ်သင်္ကန်းဖြီးပြီးတော့ဒီလက်ကြော့ထိုးတယ်ခေါ်တယ်နော်ဒီညာဘက်ပခုံးကိုဖော်ပြီးတော့ကြော့ရမယ်နှစ်ဖက်ကိုဖုံးထားလို့ချင်းတာအဂါရဝလို့ပြောတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ဆောင်းရာသီအလွန်အေးတဲ့ရာသီမှာနော်ပခုံးဖော်ရင်အေးတယ်အဲ့တော့ဒူးကုတ်တို့ခြုံတယ်တို့နှစ်ဖက်ခြုံလိုက်မယ်ပြင်ဖျားသွားကြော့မယ်အဲ့ဆိုရင်အဂါရဝဖြစ်သလားဆိုတဲ့အားမျိုးမေးတယ်မေးတဲ့အခါဆရာကြီးကပြောတယ်သူ့စိတ်ထဲမှာဖျားကိုမယိုသေးတဲ့စိတ်မပါဘူးရာသီဥတုအေးလို့သူ့မှာသူနှစ်ဖက်ကိုခြုံထားတာစကားစိတ်ထဲမှာယိုသေးတဲ့စိတ်ကရှိပြီးသားယိုသေးသွားရှိခိုးတယ်ဘုရားကိုဒါပေမဲ့နှစ်ဖက်ယုံထားတယ်ဒါကိုအဂါရဝပြောလို့မရဘူးပေါ့ဒါမိုက်ခိုင်းဆရာကြီးရဲ့ဆုံးဖြတ်ဝိနည်းဆရာထဲမှာပါတယ်အဲ့သဘောပဲပေါ့နော်ခုနကသူလဲလျောင်းပြီးတော့ဘုရားကိုကြော့တယ်ဆိုတဲ့နေရာမှာကျမ်းမာရေးမကောင်းလို့ပုံစံလေးဆိုရင်ပေါ့နော်သူထိုင်လို့မထိုင်နိုင်ဘူးပေါ့တချို့ကြောက်လေအဲ့ရထဲမှာနေပြီးတော့ပဲဘုရားကိုအာရုံပြုကြော့ရတာရှိတယ်ဆိုတော့ဒါကအဂါရဝပြောလို့မရဘူးလေသူမှမထနိုင်တာတောင်းမျိုးကြောင့်ပေါ့နော်အဲ့တော့မယုံမသေးတဲ့သဘောမပါဘူးဆိုရင်တော့ဒါအဂါရဝပြောတော့မရပါဘူးနော်ဟိုတရားအထုတ်တာတို့မေတ္တာပို့တာတို့ကတော့မဆိုင်ပါဘူးဒါကြိုက်တဲ့ area ပုံနဲ့တရားရှုမှတ်နိုင်တယ်မေတ္တာပို့နိုင်တယ်နော်အဲ့တော့ဘုရားရှိခိုးသွားပြီးဘုရားကြော့တာကလည်းကိုကမထိုင်နိုင်လို့လဲလျောင်းပြီးတော့ကြော့တာဟိုရှိတယ်လေမြတ်စွာဘုရားလက်ထက်တုန်းကရှစ်ခေတ်တုန်းကရှစ်ခိုးတဲ့ပုံစံပေါ့နော်ဟိုယနေ့ခေတ်တောင်မှဟိုတိဘက်တီရှိသေးတယ်တိဘက်တီအင်တာနက်မှာမြင်ဖို့ကြလိမ့်မယ်မှောက်ပြီးတော့ရှစ်ခိုးကြတာတွေ့ဖို့လိမ့်မယ်ဗုဒ္ဓဂယာရောက်ဖို့တဲ့ပုဂ္ဂိုလ်လည်းသိတယ်တိဘက်လူမျိုးတွေဆိုလို့ချင်းနော်ဝေးရမှောက်ပြီးတော့လေရှစ်ခိုးကြတာလေဟောက်ရှစ်ခိုးတာပဲဒါအဂါရဝပြောလို့မရအောင်လေအဲ့ဒါမျိုးရှိတာပေါ့ဒါကြောင့်ဆိုလို့ထိုင်ရှစ်ခိုးမှမဟုတ်ဘူးပေါ့အဲ့ရှစ်ခိုးတာလည်းရှိတာပဲနော်အဲ့တော့မြတ်စွာဘုရားလက်ထက်ကတော့များသောအားဖြင့်တော့အဲ့လိုမျိုးပေါက်ရှစ်ခိုးတာများတယ်ပေါက်ပြီးရှစ်ခိုးလေးရှိတယ်ဒီနေ့ခေတ်ကျမှထိုင်ရှစ်ခိုးကြတာပေါ့နော်ရှစ်ခေတ်တော့မှောက်ပြီးရှစ်ခိုးတယ်နောက်ခြေထောက်ကိုကင်ပြီးနှစ်ဖူးနဲ့တိုက်ပြီးရှစ်ခိုးတဲ့ဒလေးရှိတယ်ဒါလည်းဘုသူထားကိုမိကုံးမရတော့မပါဘူးရှစ်ခေတ်တော့ကဆိုရင်တော့မျိုးသမီးတွေလည်းဘုန်းကြီးတွေကခြေထောက်ကိုကင်ပြီးရှစ်ခိုးတဲ့ပုံရှိတယ်စာထဲမှာလေစာထဲရဲ့ဒလေးဒလာအလေးလာရကပေါ့လေအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ရဟန်းတွေကိုရှစ်ခိုးလို့ချင်းခြေထောက်ကိုကင်ပြီးနှစ်ဖူးနဲ့တိုက်ပြီးရှစ်ခိုးပုံပေါ်တယ်စာထဲမှာတော့အဲ့လိုပုံစံတွေ့ရတယ်ဒါရှိခဲ့တဲ့ကရှိခိုးတဲ့ပုံစံပေါ့ဒါကြောင့်အိပ်ပြီးရှိခိုးတာလဲပြီးရှိခိုးတာတော့အဂါရဝတော့ပြောလို့တော့မရအောင်နော်မေကုံမေလျှောက်ခွင့်ပြုတော်မူပါဖျားလှဲလျောင်းရင်ဖျားရှိခိုးခြင်း